အဲ့တော့ဒီမှာဒီကျတော့ဒီနေ့သင်မဲ့သင်ခန်းစာကကြတော့ context clue ဆိုတဲ့သင်ခန်းစာပေါ့နော်အဲ့တော့ context ဆိုတာဘာလဲ context ဆိုတာဒီကျတော့ကစကားအဆက်အဆက်ကိုပြောတာစကားအဆက်အဆက်ပေါ့အဲ့တော့ကျတို့စာပိုက်တွေဖတ်တယ်เนาะစာပိုက်ဖတ်တဲ့အခါမှာစာကြောင်းတွေကအများကြီးပါမှာပဲအဲ့ထဲမှာဒီမှာစလုံးတစ်လုံးရှိရဆိုရင်ဒီစလုံးနဲ့ပတ်သက်တဲ့စကားအဆက်အဆက်ကတော့သူ့မှာရှိနေလိမ့်မယ်ပေါ့နော်ဥမာကျတို့ကပန်းချံတစ်ချံအကြောင်းပြောရဲဆိုရင်ဒီပန်းချံနဲ့ပတ်သက်ပြီးတော့ပါမယ့်စကားအဆက်အဆက်တွေကပန်းလေးတွေပါမယ်เนาะဒီဥယျာဉ်မူပါမယ်ပြီးတော့ဒီ gardening tools တွေပေါ့ဒီကော်ပြားတို့မြေဆွတဲ့ခရင်တို့စသဖြင့်ပေါ့အဲ့လိုမျိုး context တွေပေါ့ဒါစကားအဆက်အဆက်တွေကိုပြောတာ clue ဆိုတာတဲလွန်စားပေါ့နော်ဆိုတော့ကိုကဒီစကားအဆက်အဆက်တဲလွန်စားနေရနေပြီးတော့တကယ်တော့ဒီဟာရှာတတ်ဖို့အဲ့ဒီသင်ခန်းစာလေးပေါ့နော်ဆိုတော့ကျတို့က context clue ကိုဘယ်အချိန်မှာသုံးရမှာလဲဆိုတော့ဘယ်အချိန်မှာသုံးဖို့လိုလာလဲဆိုရင်ကျတို့ကစာပိုက်တွေဖတ်တယ်ပေါ့နော်ဒီမှာကျတို့ reading လုပ်တဲ့အခါမှာတခါတလေဘာတွေ့ရတတ်လဲဆို unknown word ကိုမသိတဲ့စကားလုံးကိုတခါမှမကြုံဘူးတဲ့စကားလုံးတွေတွေ့ရတတ်တယ်အဲ့လိုတွေ့တဲ့အခါမှာဆိုရင်ကိုကဒါမသိဘူးဆိုပြီးတော့ကြော်သွားတာမျိုးအဲ့လိုမျိုးဒါမှမဟုတ်လဲ dictionary ရှာတာမျိုးပေါ့နော်ပုံမှန်အခြေအနေမှာကျတော့မသိတဲ့စကားလုံးဆိုရင် dictionary ရှာလို့ရတယ်ပေါ့ဒါပေမဲ့စာမွေးမှာကြတော့စာမွေးမှာဖြစ်စေဒါမှမဟုတ်တခါလေကိုကစိတ်အေးလက်အေးစာဖတ်ချင်လို့ဖတ်တာမျိုးပဲဖြစ်စေပေါ့ dictionary မသုံးချင်တာမျိုးဆိုရင်အဲ့ဒီကိုမသိတဲ့စကားလုံးကိုခက်မှန်းလို့ရတယ်ဘာကိုသုံးပြီးတော့ခက်မှန်းမှာလဲဆိုတော့ context clue ကိုသုံးပြီးတော့ခက်မှန်းမှာအဲ့တော့ဒီချက်ခုနကပြောတဲ့အတိုင်းပဲဒီ context ဆိုတဲ့အတွက်ကြောင့်မလို့ဥမာဒီချက်ကဒီစလုံးလေးပေါ့နော်ဒီ text ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုမသိဘူးဆိုရင် context ကသူ့ရဲ့ပတ်ဝန်းကျင်မှာ context တွေရှိတယ်ဒီစလုံးနဲ့ပတ်ဝန်းကျင်စကားလုံးတွေပါမယ်ဒီစလုံးနဲ့ပတ်ဝန်းကျင်စာကြောင်းတွေပါမယ်ပေါ့နော်အဲ့ဒီစာကြောင်းတွေကဒါသူ့ရဲ့ context တွေပဲသူ့ရဲ့အဆက်တွေပဲဆိုတော့အဲ့ဒီကနေကျတော့ clue စတဲလွန်စာကိုယူပြီးတော့မှဒီစကားလုံးကတော့ဘာအဓိပ္ပာယ်ဖြစ်လောက်တယ်ဆိုတာကိုခက်မှန်းရတဲ့သင်ခန်းစာမျိုးပေါ့နော်ဆိုတော့ဒီ context clue ကတော့ဒီဟာကတော့တကယ်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ဒီ GD မှာ reading အများစုပါတာဖြစ်တဲ့အတွက် reading မှာလည်းတေချာပေါက်ကိုမသိတဲ့စကားလုံးတွေကတော့ပါအောင်ပါပဲ။အဲ့တော့ပါတဲ့အခါမှာကိုက context clue လေးတွေကိုကြည့်ပြီးတော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုခန့်မှန်းနိုင်ဖို့ရယ်ပြီးတော့ဒီ text ကိုယ်တိုင်မှာကတချို့တို့ကိုဒီ context clue နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုမေးတတ်တယ်ပေါ့နော်။ဆိုတော့ဒါဘယ်လိုပုံစံမျိုးမေးမလဲဆိုတာကိုတချို့တို့ဒီမှာ passage နဲ့အတူတူလေ့ကျင့်ကြည့်မယ်ပေါ့။ဒါဆိုရင်ချယ်တို့ကိုဒီမှာပေးထားတဲ့ passage ရှိပါတယ်ဒါကတော့ချယ် McGraw-Hill ရဲ့ pre-GD စာအုပ်ထဲကနေယူထားတဲ့paragraph ပေါ့နော်ဒီမှာ paragraph short paragraph လေးပဲအဲ့ဒီ paragraph ပေးထားတယ်ပြီးတော့ချယ်တို့ကိုမေးထားတဲ့မေးခွန်းကတော့ based on the context clues what does spontaneous mean spontaneous ရဲ့အဓိပ္ပာယ်ကဘာလဲလို့မေးထားတာဖြစ်ပါတယ်ဆိုတော့ဒါ spontaneous ဒီကိုအတွက်ကတော့ unknown word ဖြစ်နေရပေါ့နော်ဒီမှာ spontaneous ဆိုတဲ့စကားလုံးအဲ့တော့ဒီစလုံးရဲ့အဓိပ္ပာယ်ကိုကမသိဘူးမသိတာကိုခက်မှန်းရမယ်ဘာကိုကြည့်ပြီးတော့လဲဆိုရင်သူ့ရဲ့ပတ်ဝန်းကျင်ကစာကြောင်းနေစကားလုံးတွေကိုဖတ်ပြီးတော့သူ့ပတ်ဝန်းကျင်က context ကိုဖတ်ပြီးတော့ဒီ spontaneous ရဲ့အဓိပ္ပာယ်ကိုခက်မှန်းရမှာဖြစ်ပါတယ်အဲ့တော့ချေရိုဒီစာပိုက်ကိုဖတ်ကြည့်မယ်ပေါ့နော် context လို့ရှာကြည့်မယ် there was a spontaneous feeling နဲ့ဆိုတော့သူ့မှာဒီ spontaneous feeling ဖြစ်နေတယ်ဆိုတော့ဘာ feeling လဲတော့မသိဘူးဒါပေမဲ့အဲ့ဒီ feeling ဖြစ်နေတယ် through the night တဲ့ဒီညနဲ့ပတ်သက်ပြီးတော့ spontaneous feeling ဖြစ်နေတယ် something would happen တခုခုဖြစ်လိမ့်မယ်တဲ့ soon မကြခင်တခုခုဖြစ်တော့မယ် something dramatic and unforgettable ဆိုတော့ဒီဇလန်တွေထဲရလို့ဒါမှမဟုတ်ရင်လည်းမမေ့နိုင်စရာကောင်းလောက်တဲ့ဖြစ်ရမျိုးဖြစ်လောက်တယ်တဲ့ it was very quiet now အခုလောလောဆယ်တော့အရန်ကိုတိတ်ဆိတ်နေတယ် but ဒါပေမဲ့ it wouldn't last ဒါကကြာခံမှာတော့မဟုတ်ဘူးလောလောဆယ်တော့အေးစစ်စစ်ငြိမ်ငြိမ်သက်သက်ဖြစ်နေပေမဲ့ဒီလိုမျိုးကြာရှည်ဖြစ်နေမှာမဟုတ်ဘူးတခုခုဖြစ်တော့မယ်ပေါ့နော်ဆိုတော့ Miguel had Miguel ကြားထားတာရှိတယ် the rebels ပုံကံမှုတွေကတဲ့ might emerge ပေါ်ထွက်လာနိုင်တယ် from the nearby mountains အနီးနားကတောင်နေစီကနေပြီးတော့ပုံကံမှုတွေဖြစ်လာနိုင်တယ် attack at any moment ဘယ်အချိန်မှမဆိုအတိုက်ခိုက်ခံရနိုင်တယ်ပေါ့နော်လာတိုက်ခိုက်နိုင်တယ်ဒီပုံကံတဲ့သူတွေကအဲ့လိုမျိုးကြားထားတာရှိတယ်ဒါကြောင့်မလို့သူဒီညဘက်မှာစိတ်အေးလက်အေးမနေနိုင်အောင်ဖြစ်နေတယ် the boy lay awake
ကောင်လေးကလဲလျောင်းနေပေမဲ့နိုးနေတယ်အိတ်နေတာမဟုတ်ဘူး wondering တွေးနေတယ် what the night might bring ဒီညတော့ဘာဖြစ်လာမလဲဆိုတာကိုသူတွေးရင်းနဲ့လဲလျောင်းနေပါတယ်တဲ့ဒါဆိုရင်ဒီကျတို့ကို context ကတော့တည်သွားပြီပေါ့နော်ဒီကောင်လေးတစ်ယောက်ဒီခံစားနေရတဲ့ feeling ကိုခံမှန်းရမှာ context ကတော့ဗာလဲဆိုရင်ဒီကောင်လေးဒီညမှာတခုခုဖြစ်မယ်ပုံကန်တဲ့သူတွေလာတိုက်ခိုက်နိုင်နေဆိုတဲ့သတင်းကိုသူကကြားထားတယ်ဒါကြောင့်သူဖြစ်အဲ့ဒီအချိန်မှာသူဖြစ်တဲ့ feeling ကိုဒီကျတို့ကခံမှန်းရမှာဖြစ်ပါတယ်ဆိုတော့အောက်မှာဒီကျတို့ရွေးကြည့်ပါမယ်နံပါတ် A calm နဲ့ဆိုတော့ကောင်လေးဟာစိတ်တည်ငြိမ်အေးဆေးနေတယ်တဲ့ဆိုတော့ပုံကံမှုဖြစ်ပြီးတော့မကြခင်တိုက်ခိုက်ခံရနိုင်တဲ့အခြေအနေမျိုးမှာသူဒီ calm စိတ်အေးချမ်းတည်ငြိမ်နေဆိုတာမဖြစ်နိုင်ပါဘူး B noisy သူကားတဲ့စူညံတဲ့ခံစားချက်ရနေတယ်ဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူပြောထားတာရှိတယ် it was very quiet now အခုတော့တိတ်ဆိတ်နေတယ်လို့ပြောထားတဲ့အတွက်ကြောင့်မို့လို့သူမှာ noisy feeling တော့ရှိမှာမဟုတ်ဘူး C boring ပြင်းစရာကောင်းနေတဲ့ဆိုတော့မကြခင်မှာဒီတခုခုပေါ့နော်ဒီဘာမှမသိတဲ့တခုခုဒီပုံကံမှုလားတိုက်ခိုက်ခံရမှာလားဒီလိုမျိုးတခုခုဖြစ်တော့မဲ့အချိန်မှာသူဒီ boring တော့ဖြစ်မနေနိုင်ဘူးဆိုတော့နံပါတ် D threatening ချင်းချောက်ခံရတဲ့ခံစားချက်မျိုးဟုတ်ပါတယ်သူကအခုလောလောဆယ်တော့အခြေအနေကတော့တည်တည်ငြိမ်ငြိမ်ပဲဒါပေမဲ့ဘာဖြစ်လာမှာလဲเนาะငါတို့တိုက်ခိုက်ခံရမှာလားပုံကံမှုတွေဖြစ်လာမှာလားစသဖြင့်သူဒီ feeling ကတော့ spontaneous ဒီမှာချင်းချောက်ခံနေရတဲ့ခံစားချက်မျိုးဖြစ်ပါတယ်ဒါကြောင့် spontaneous ရဲ့ meaning ဒီ threatening ဖြစ်ပါတယ်ဆိုတော့ဒီမှာဒီချေတို့ဘာလုပ်လိုက်တာလဲဆိုရင်ကိုမသိတဲ့စကားလုံးတစ်လုံးကိုသူ့ဘက်ဘေးဘက်ဝင်ခြင်းက context clue ကိုဖတ်ပြီးတော့ဒီသူ့ရဲ့အဓိပ္ပာယ်ကိုရှာလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီချက်ကပထမတစ်ပုဒ်ကိုနမူနာဖြေပြတာဖြစ်ပါတယ်အနောက်က passage တွေကတော့ကိုယ့်ကိုလေ့ကျင့်မှုဖြစ်ပါတယ်ဆိုတော့ချေတို့နဲ့တူတူကြည့်ပါမယ် exercise 1ဒီမှာလဲဒီချက် short paragraph ပေးထားပါတယ်မေးတဲ့မေးခွန်းကလည်းခုနကအတိုင်းပါပဲ based on the context clue what does aloof mean aloof ဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ခန့်မှန်းခိုင်းတာပါဆိုတော့အကြောင်းသားတွေက context clue ကိုဖတ်ပါမယ် context clue ကိုရှာပါမယ်ပြီးတော့ aloof ရဲ့အဓိပ္ပာယ်ကိုစဉ်းစားရရှာရမယ်ပေါ့နော်ဆိုတော့တကယ်ကတော့ဒီချက်ကဒီဗီဒီယိုထဲမှာအချိန်တော့တေချာပေးခြင်းနဲ့ဒါပေမဲ့အချိန်တေချာပေးလိုက်ရင်ဒီချက်ဗီဒီယိုကအရင်ရှည်သွားပြီးတော့ဒီ megabyte တွေလည်းအရင်များသွားရင်ပုံမရဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့အကြောင်းသားတွေကကြည့်တဲ့အခါမှာဗီဒီယိုကို pause လုပ်လိုက်နော်ဗီဒီယိုခဏရပ်လိုက်ပါရပ်ပြီးတော့ဖြည့်ကြည့်ပါဖြည့်ပြီးတော့အဖြေရတော့မှပြန်ပြီးတော့ play လုပ်လိုက်ပေါ့နော်ဒီချက်ကတော့အခုပဲဆက်ပြီးတော့ဒီအဖြေကိုရှာသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျတို့ဖတ်ကြည့်တဲ့အခါမှာ despite his affable nature affable ဆိုတာဖော်ရွေတော့ပေါ့နော်သူကားတဲ့ဖော်ရွေတတ်တဲ့သဘာဝရှိပေမဲ့လဲ despite တော်လဲနော်ဆိုတော့တော်လဲတော့ဒါပေမဲ့တော့ဒီအဓိပ္ပာယ်တွေဟာဆိုရင်ပြောရမယ်ဆိုရင်ကိုအရှိမပြောထားတဲ့ idea နဲ့အနောက်မှာစန့်ကျင်ဘက်ဖြစ်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်အရှိမ positive ပြောထားရင်အနောက်မှာ negative ဖြစ်ပါလိမ့်မယ်အရှိမ negative ပြောထားရင်အနောက်မှာ positive ဖြစ်ပါလိမ့်မယ်ဒါကြောင့်လဲဆိုတော့သူသုံးထားတဲ့ဒီ conjunction က despite ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဆိုတော့ဒီမှာဒါလေးကိုလည်းသိထားရမယ်ပေါ့ဒီ transitional words တွေအရာလဲဒါကိုခန့်မှန်းတတ်ရမယ်သူကဒီ affable nature သူ့မှာဒီဖော်ယူတတ်တဲ့သဘာဝရှိပေမဲ့လည်းဂျုံငါတဲ့ could be quite aloof ဖြစ်ပါတယ်တဲ့ဆိုတော့ဒီမှာရုပ် despite နဲ့ဆက်ထားရတဲ့ကြောင့်မို့လို့ affable ရဲ့ opposite meaning မျိုးဖြစ်နိုင်ပါတယ် aloof ကနော်ဆိုတော့ when it came to discussing personal matters ဆိုတော့ဒီကိုကြီးကိုရာကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးရမယ်ဆိုရင်တော့တဲ့ James က aloof ဖြစ်ပါတယ်တဲ့သူကလူတွေကိုစကားပြောရတာသဘောကျပါတယ်ဒါပေမဲ့ rarely share ဒီလိုမျိုးမျှဝေဖို့တော့ခဲရင်းပါတယ်သူ့ရဲ့ဒီကိုယ်ပိုင်ခံစားချက်တွေအတွေးတွေပေါ့နော်သူ့ရဲ့ကိုကြီးကိုရာကိစ္စတွေနဲ့ပတ်သက်လာရင်တော့သူကလူတွေနဲ့ share ဖို့ဝေမျှဖို့ခဲရင်းပါတယ်တဲ့ဒါဆိုရင်ဒီချာတို့ aloof ရဲ့အဓိပ္ပာယ်ကဘာဖြစ်မလဲနော်နံပါတ် A friendly ဖော်ရွေတယ်တဲ့ဒါကတော့မဖြစ်နိုင်ဘူးချက်ခုနကပြောထားတယ် despite နဲ့ဆက်ထားရတဲ့ကြောင့်ဒီ idea နှစ်ခုဒီ opposite ဖြစ်ရမယ်နော်သူကဖော်ရွေတော့လေဖော်ရွေတယ်ဆိုရင်
ဒါ nonsense သိပဲမရှိဘူးเนาะဒါ friendly တော့မဟုတ်ဘူးနံပါတ် B distant ကကြတော့ခက်ခေါ်ခွာနေတယ်နည်းနည်းခက်တန်းဖြစ်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒါကတော့ဒီချေတို့ပြောမယ်ဆိုရင်ရှေ့က a favor နဲ့စန့်ကျင်ဘက် meaning တော့ဖြစ်ပါတယ် a favor ကဖော်ရွေတာ distant ကခက်တန်းဖြစ်တာဆိုတော့ဒါဆိုရင်လောလောဆယ်ချေတို့ distant ကိုရွေးထားလို့ရပါတယ်ဆိုနံပါတ် C ကိုတစ်ချက်ကြည့်မယ် talkative စကားများတယ်နော်ဆိုတော့ဒီမှာစကားများတာလို့ကြတော့ချေတို့မကြိုက်ဘူးဘာကြောင့်လဲဆိုတော့သူဒီ personal matter နဲ့ပတ်သက်ရင်သူကတိတ်ပြီးတော့မပြောချင်တော့ဘူးဒီဝေမျှဖို့ခဲရင်းနေလို့ပြောရတဲ့ကြောင့်မို့လို့ talkative ကတော့မဟုတ်နိုင်ပါဘူး emotional စိတ်ခံစားချက်များတယ်တဲ့ဆိုတော့စိတ်ခံစားချက်များတယ်လို့ပြောရအောင်လေဒီမှာသူပြောထားတယ်သူ့ရဲ့ own feeling နေ thoughts တွေကိုသူကမဝေမျှခြင်းဘူးလို့ပြောထားတယ်သူ့ဘာသာသူပဲတင်ထားတတ်တဲ့သူမျိုးဒီဒါ emotional ဖြစ်တယ်လို့ယူဆဖို့ကြတော့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ချေတို့ဒီအကိုက်ညီဆုံးဖြေကတော့ distant ဖြစ်ပါတယ်သူဒီပုံမှန်ကတော့ဖော်ယူတတ်တဲ့သဘာဝရှိတယ်ဒါပေမဲ့ဒီကိုယ်ကိစ္စရင်းနဲ့ပတ်သက်လာရင်တော့သူကနည်းနည်းခက်တန်းဖြစ်တယ်ပေါ့နော် Okay ဒါဆိုတော့တစ်ပုတ်ကြည့်ပါမယ် Okay ဆိုတော့ chero exercise 2မှာလည်းထိုနည်းတူပါပဲ chero ကို passage ပေးထားတယ်ပြီးတော့ဒီမှာတော့ chero က ominous ရဲ့အဓိပ္ပာယ်ကိုခန့်မှန်းရမှာဖြစ်ပါတယ်ဆိုတော့ကျောင်းသားတွေကဗီဒီယိုကိုခဏ pause လုပ်ပြီးတော့ကိုယ့်အကိုဖြည့်ကြည့်ပါမယ်ပြီးတော့မှ channel ဖြည့်တိုက်ပါမယ်နော် Okay ဖြည့်တိုက်မယ်ပေါ့နော် so the old castle was filled with ominous sounds ဆိုတော့ဒီရဲတိုက်အိုကြီးဟာ ominous sound နေနဲ့ပြည့်နေတယ်တဲ့ဆိုတော့ဒီမှာ share က ominous ကိုဘာမှမသိဘူးပေါ့နော်ဒီဘာမှအဲ့ဒီအတန်နေနဲ့ပြည့်နေတယ် creaking doors ဆိုတော့ကျွီကနေမိတဲ့တကားတွေ whispering wings เนาะလေလေးတွေဒီဖြည်းတိုက်ခတ်နေတဲ့အတန်တွေ string thumbs from upstairs အပေါ်ထက်ကဒီထူးဆန်းတဲ့ဒီတုံးအတန်တွေလည်းကြားတယ် travelers ဒီကားတွေ huddle together သူတို့ကဒီလိုမျိုးစုနဲ့ရောနဲ့ဝင်သွားကြတယ် fearing ကြောက်နေကြတယ် what might be lurking in the shadows အမောင်ထဲမှာဘာတွေကများဖုံးကွယ်နေတယ်လဲဆိုတာကိုကြောက်နေကြပါတယ်တဲ့ဒါဆိုရင်ဒီအခြေအနေလေး context clue ပေါ့နော် zero context clue ရလိုက်တာကတော့ဒီအိမ်ရဲ့အခြေအနေတွေဒါတွေကိုရလိုက်တယ်အဲ့တော့ဒါဒီ ominous sound ကဘာဖြစ်မလဲเนาะဆိုတော့နံပါတ် A cheerful ပျော်စရာကောင်းတဲ့အတန်နဲ့ဆိုတော့ဒါကတော့မဖြစ်နိုင်ပါဘူးဒီချေတို့ရထားတဲ့ clues တွေအရဆိုရင်ဒါကဒီတကားကျွီကနေမိတာတွေအပေါ်တက်ကထူးဆန်းအတန်နေပြီးတော့ကြောက်နေကြတယ်လို့လည်းပြောထားရတဲ့ကြောင့် A က cheerful မဖြစ်နိုင်ပါဘူးနံပါတ် B မှာတော့ mysterious ကိုပေးထားပါတယ်ဒီလျှို့ဝှက်စမ်းကြယ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့လျှို့ဝှက်စမ်းကြယ်တဲ့အတန်နေဆိုတာကတော့ဒီချေတို့ဒီလိုမျိုးတကားတန်နေเนาะလေတိုက်တန်နေတုံးတန်နေဒါတွေကတော့လျှို့ဝှက်စမ်းကြယ်အတန်နေလို့တော့ပြောလို့မရဘူးပေါ့နော်ဒါကနောက်ပြီးတော့ဒီခီးတဲ့တွေကကြောက်နေကြတယ်လို့ပြောရတဲ့ကြောင့်မလို့ဒါဒီ mysterious ကိုအဖြေယူလို့မဖြစ်နိုင်ပါဘူးနံပါတ် C threatening เนาะ threatening တခုပေါ့เนาะတခုဖြစ်လာတော့မှလားဆိုပြီးတော့ဖြစ်တာပေါ့เนาะနမိတ်မကောင်းတာเนาะနမိတ်မကောင်းတဲ့အဓိပ္ပာယ်ပြီးတော့ဒီချင်းချောက်ခံနေရတဲ့ခံစားချက်မျိုးပေါ့နော်။ဘာကြောင့်လဲဆိုရင်တို့တွေက feeling fear ကြောက်နေကြတယ်လို့ပြောရတဲ့အတွက်ကြောင့်မို့လို့threatening ကတော့ ominous နဲ့ဒါကိုက်ညီပါတယ် ominous sound ကိုယူလို့ရပါတယ်နမိတ်မကောင်းတော့သို့မဟုတ်တခုဖြစ်လာမှာလားဆိုပြီးတော့ကြောက်နေရတဲ့ခံစားချက်မျိုးပေါ့နော်ဒါကြောင့် threatening ဆိုရင်ရပါတယ်ဒီကတော့ welcoming ဖော်ရွေတဲ့ခံစားချက်ရတယ်တဲ့ဒါကတော့တချို့ရထားတဲ့ context clue နဲ့တော့လုံးဝမကိုက်ညီပါဘူးဒါကြောင့်အဖြေဒီနံပါတ် C threatening ဖြစ်ပါတယ် Okay exercise 3ကိုကြည့်ပါမယ်ဆိုထုံးစံတိုင်းချေတို့ passage တစ်ခုရှိပါတယ်ပြီးရင်တော့အောက်မှာချေတို့ဖြည့်စဉ်းစားရမှာကတော့ fatigue ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုခန့်မှန်းရမှာဖြစ်ပါတယ်ကျောင်းသားတွေကတော့ဗီဒီယိုခဏ pause လုပ်ပြီးတော့ကိုယ့်ကိုဖြည့်ကြည့်ပါမယ်အဖြေရတော့မှဆက်ပြီးတော့ play လုပ်ကြည့်ပါနော် After working for 12 hours straight 12နာရီဇက်တိုက်အလုပ်လုပ်ပြီးရဲ့နောက်မှာ Maria completely fatigued လုံးဝကို fatigue ဖြစ်သွားပြီတဲ့ She could barely keep her eyes open မျက်လုံးတောင်မဖွင့်နိုင်တော့ဘူး Whole body ခန္ဓာကိုယ်တစ်ခုလုံးလည်း ached with
exhaustion เนาะပင်ပန်းမှုကြောင့်ကြိုက်ခဲနေပါတယ်ဒါဆိုရင်ချေတို့ရထားတဲ့ context clue ဒီ Maria ကအလုတ်အကြာကြီးပဲတောက်လျှောက်လောက်ထားတယ်ဆိုတဲ့ context clue ကိုချေတို့ရတယ်เนาะဒါဆိုရင်နံပါတ် A fatigue ဒီ energetic ဖြစ်နိုင်သလား energetic ကစွမ်းအင်တက်ကြွနေတာဆိုတော့မဖြစ်နိုင်ပါဘူးသူကအလုတ်တောက်လျှောက်လောက်ထားတယ်မျက်လုံးတော့မဖွင့်နိုင်ဘူးဆိုတော့နံပါတ် B tired ပင်ပန်းတာတဲ့ဆိုတော့ဒါကတော့ဟုတ်ပါတယ် tired ဖြစ်ပါတယ်12နာရီအလုပ်တောက်လျှောက်လုပ်တယ်မျက်လုံးမဖွင့်နိုင်ဘူးခန္ဓာကိုယ်ကလည်းဒီကြိုက်ခဲနေတယ်ဆိုတော့ဒါပင်ပန်းတာဖြစ်ပါတယ် tired နံပါတ် C excited သူကလည်းစိတ်လှုပ်ရှားနေတယ်တဲ့ဒါကတော့ချေတို့ရထားတဲ့ context clue နဲ့မကိုက်ပါဘူးနံပါတ် D hungry ဘိုက်စားတယ်ဆိုတော့ဒီမှာကတော့ချေတို့12နာရီတောက်လျှောက်အလုပ်လုပ်လို့ဘိုက်စားကောင်းစားလိမ့်မယ်ဒါပေမဲ့ချေတို့ရထားတဲ့ context clue အရာသူကမျက်လုံးလည်းမဖွင့်နိုင်ဘူးခန္ဓာကိုယ်ကလည်းကြိုက်ခဲနေဖြစ်ရကြောင်းမလို့ဘိုက်စားရဲဆိုတဲ့အချက်နဲ့တော့မကိုက်ဘူးဖြစ်ပါတယ်ဒါကြောင့်အဖြေကတော့နံပါတ် B tired ဖြစ်ပါတယ် Okay exercise 4ဖြေပါမယ်ထုံးစံတိုင်းချေတို့ passage တစ်ခုရှိပါမယ်ချေတို့စဉ်းစားရမယ့်စကားလုံးကတော့ meticulous ဆိုတဲ့စကားလုံးဖြစ်ပါတယ်ဆိုတော့ကျောင်းသားတွေကတော့ video ခဏ pause လုပ်ပါမယ်ပြီးမှဖြေတိုင်းမယ်ပေါ့နော် Scientist was known for his meticulous research သိပ္ပံပညာရှင်ကတဲ့ဒီသိပ္ပံပညာရှင်ကသူ့ရဲ့ဒီ meticulous ဖြစ်တဲ့သူတည်တနာကြောင့်မို့လို့လူသိများပါတယ်တဲ့ he paid close attention သူကအသေးစိတ်ကိုသူကအာယုံစိုက်တဲ့ every small detail တကယ်ကိုလုံးဝအသေးစိတ် detail ကြကြသူက view design လုပ်တယ် double checking his work သူအလုပ်တွေကို double checking ဆိုတာထပ်ခါစစ်ဆေးနေတယ် to ensure accuracy တိကျသေချာဖို့အတွက်เนาะသူလုပ်ထားတဲ့အလုပ်တိကျသေချာဖို့အတွက်လည်းထပ်ခါစစ်ဆေးနေတဲ့သူဖြစ်ပါတယ်တဲ့ဆိုတော့ဒါချေတို့ရလိုက်တဲ့ context clue တွေကတော့ close attention small detail detail ကြတယ် double checking လုပ်တယ် accuracy ရှိတယ်ဆိုတော့ဒီချေတို့ context clue ရပါတယ်ဒီဟာတွေအရာချေတို့ meticulous ရဲ့အဓိပ္ပာယ်ကိုခန့်မှန်းပါမယ်နံပါတ် A careless သိပ္ပံပညာရှင်တွေက careless ဖြစ်တာမဖြစ်နိုင်ပါဘူးเนาะချေတို့ရထားတဲ့ context clue ရ careless မဖြစ်ပါဘူးနံပါတ် C fast မြန်နေတဲ့မြန်တယ်လို့ပြောရအောင်ကလည်းသူက double checking တွေလည်းလုပ်တယ်เนาะဒီမှာတိကျ attention ပေးတယ်ဆိုတဲ့ကြောင့်မြန်နေဆိုတော့ဒီ meaning နဲ့မကိုက်ပါဘူးနံပါတ် D uninterested စိတ်ဝင်စားပါဘူးတဲ့သူ့အလုပ်ကိုသူစိတ်ဝင်စားဘူးဆိုတော့ဒါကတော့မဖြစ်နိုင်ပါဘူးချယ်တို့ရဲ့အဖြေဒီ detail ဖြစ်ပါတယ်သူဒီ meticulous ဒီအသေးစိတ်ကြတဲ့เนาะသူကအသေးစိတ်လှုပ်ဆောင်တဲ့ research တွေကြောင့်နာမည်ကြီးတာဖြစ်ပါတယ်ဒါကြောင့် meticulous ရဲ့အဓိပ္ပာယ်ဒီ detail ဖြစ်ပါတယ်Okay, so this will be the last practice passage, no? Okay, so တော့ဒီမှာချေတို့ဒီမှာ passage ရှိမယ် relax legs ရဲ့အဓိပ္ပာယ်ကိုမေးထားတာဖြစ်ပါတယ် The thunderstorm was relentless thunderstorm မိုးကြိုးမုန်တိုင်းက relentless ဖြစ်ပါတယ်တဲ့ pounding the roof တဲ့နော်အမိုးကိုတဒုံဒုံဖြစ်နေတယ် with heavy rain မိုးအရန်သေးလို့အမိုးမှာလည်းတဒုံဒုံဖြစ်နေတယ် shaking the windows ပတင်းပေါက်တွေလည်းလှုပ်နေတယ် strong winds လေပြင်းတော့ပတင်းပေါက်တွေလည်းတဝုံဝုံလှုပ်နေတယ် continues for hours နိုင်ပေါင်းများစွာကြာအောင်ဇက်တိုက် without a break မရက်မနားဘဲနဲ့နိုင်ပေါင်းများစွာကြာအောင်ဇက်တိုက်ဒီမုန်တိုင်းဆက်ပြီးတော့ဖြစ်ပါတယ်တဲ့ဒါဆိုရင်တချေတို့ရဲ့ relentless သိပ်ပဲပါဖြစ်မလဲ gentle တိမ်မွေ့နူးညံ့နေတဲ့ဆိုတော့ချေတို့ရထားတဲ့ clues ကတိမ်မွေ့နူးညံ့တာတော့မဟုတ်ပါဘူး unstoppable မရက်မနားဖြစ်တယ်တဲ့ဆိုတော့ဒီမှာတချေတို့ရထားတဲ့ context clue ရဆိုရင်It continues for hours without a break မရက်မနားနိုင်ပေါင်းများစွာကြာအောင်ဆက်ပြီးတော့ဖြစ်တယ်ဆိုတော့ကြောင့်ကျတော့ unstoppable ကိုအဖြေဖြေယူလို့ရပါတယ်နံပါတ် C short lived ခဏလောက်ပဲဖြစ်လိုက်တာဆိုတော့မဟုတ်ပါဘူးသူနိုင်ပေါင်းများစွာဖြစ်တယ်လို့ပြောတဲ့ကြောင့် short lived မဟုတ်ဘူးဒီ unimportant အရေးမကြီးပါဘူးတဲ့ဆိုတော့ကျတော့ရထားတဲ့ context clue အရဒီမုံတိုင်းကအရေးမကြီးပါဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးဆိုတော့အဖြေဒီနံပါတ် B unstoppable ဖြစ်ပါတယ်ဒါဆိုရင်ကျတို့ဒီနေ့သင်ခန်းစာကတော့ဒီ context clue နဲ့ကိုမသိတဲ့စကားလုံးတွေကိုရှာတဲ့သင်ခန်းစာဖြစ်ပါတယ်ဆိုတော့မေးတတ်တဲ့ပုံစံကိုလည်းဒီချက်ကဒီမှာပြထားပါတယ်ပြီးတော့ကိုယ်တိုင်လည်းဒီ context clue ရှာပြီးတော့မသိတဲ့စလုံးရှာတဲ့ဟာကိုလည်းကိုယ်တိုင် reading passage တွေဖတ်တဲ့အခါမှာဒီဟာကိုတည်တည်ချာထည့်သုံးပြီးတော့လေ့ကျင့်ဖို့လိုအပ်ပါတယ်ဆိုတော့ကျတို့ဒီ
အခု internet မရခင်ပေါ့နော်ရှယ်ကမနေ့ဖြန်ရမလားဒီဘက်ခါရမလားတော့မသိပင်မဲလို့လောလောဆယ်တော့ရှယ်ကသင်ခန်းစာနောက်ကျမှဆိုလို့ဒီလို video lesson လေးလုပ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီသင်ခန်းစာလေးကိုတခြားလေးကြည့်ပြီးတော့နားမလည်ရရှိရင်ရှယ်ကို Telegram မှာစာပို့ပြီးတော့မေးပေးပါနော် bye bye